ခါတုန်းကလူနေထိုင်မှုကောင်းပြီးလှပသောမြို့လေးတစ်မြို့ရှိခဲ့တယ်အဲ့ဒီမြို့ကိုသဘောကောင်းပြီးရရောသောတထေးကြီးတစ်ယောက်ကဦးဆောင်နေခဲ့တယ်တထေးကြီးကသူ့အိမ်ထောင်သက်30နှစ်ကျော်ကြာပြီးမှသားလေးတစ်ယောက်မွေးဖွားရရှိခဲ့တဲ့အတွက်သူ့အလွန်ဝမ်းသာသွားခဲ့တယ်သားလေးမွေးဖွားမှုကိုဂုဏ်ပြုရန်တထေးကြီးကမြို့သူမြို့သားအားလုံးကိုအိတ်ခံပွဲကြီးတစ်ခုပြုလုပ်ရန်ဆုံးဖြတ်လိုက်တယ်တထေးကြီးကနိုင်ငံအနှံ့ကနာမည်ကြီးစာပိုမှုများကိုဖိတ်ခေါ်လာခဲ့ပြီးသူတို့ကိုရွာသူရွာသားများအတွက်အစားအစာအမျိုးအစားတရကြော်ပြင်ဆင်ပေးပါဟုမိန့်ပေးခဲ့တယ်စာပိုမှုများနှင့်သူတို့ရဲ့အကူများကမိဖို့ကြီးများကိုမိထိုးပြီးအစားအစာများကိုအလွန်လှုပ်ရှုပ်စွာချက်ပြုတ်ကြသည်အစားအစာအများစုပြင်ဆင်ပြီးသွားခဲ့ပေမဲ့တခုတည်းသောအရေးကြီးဟင်းတစ်မျိုးမရှိသေးခဲ့ပါအိတ်ခံပွဲအတွက်အရေးကြီးသောဟင်းတစ်မျိုးဖြစ်သည့်ငါးဟင်းကိုပြင်ဆင်ရန်ငါမရနိုင်ခဲ့ကြပါဒါကြောင့်စာပိုမှုများကတထေးကြီးကိုအကြောင်းကြားလိုက်ကြတယ်ဒီသတင်းကြားပြီးတထေးကြီးကအိတ်ခံပွဲအတွက်ငါးယူလာပေးနိုင်သူကိုစုလက်ကြီးပေးမိခုမျိုးတစ်မျိုးလုံးတို့ကြေညာချက်ထုတ်လိုက်တယ်ဒီကြေညာချက်ကြောင့်ရွာသားအများပြားမြစ်ချောင်းရေကန်များသို့ငါးရှာရန်ထွက်ကြတယ်။သို့ပေမဲ့အများစုကမအောင်မြင်ခဲ့ကြပါ။အဲ့ဒီအချိန်မှာအသက်လည်းရွယ်ရှိသောလူတစ်ယောက်ကစူးစမ်းရှာဖွေပြီးနောက်ဆုံးမှာငါးကြီးတစ်ကောင်ကိုဖမ်းမိခဲ့တယ်။သူကအလွန်ဝမ်းသာပြီးတထေးကြီး၏နန်းတော်သို့အလျင်အမြန်ပြေးလာခဲ့တယ်။ဒါပေမဲ့နန်းတော်တကားရောက်မှတကားဆောင်ကသူ့ကိုတားခဲ့တယ်။အတွင်းကိုမဝင်ရဘူးဟုပြောလိုက်တယ်။ငါးယူလာသောလူကကျွန်တော်စုရခဲ့ရင်ရတဲ့စုရဲ့တဝက်ကိုမင်းကိုပေးမယ်။ခုတကားဆောင်ကိုပြောလိုက်တယ်တကားဆောင်ကလောဘကြီးသောကြောင့်ချက်ချင်းသဘောတူလိုက်တယ်ငါးကိုမြင်လိုက်တော့တထေးကြီးကအလွန်ဝမ်းသာသွားတယ်မင်းပါစုလိုချင်တယ်ခုတထေးကြီးကမေးလိုက်တယ်ငါးယူလာသူကမထင်မှတ်တဲ့ဆူတောင်းတစ်ခုပြောလိုက်တယ်ကျွန်တော်နောက်ကျောကိုချိန်တန်တရပေးပါဒီစကားကြားပြီးလူတိုင်းအံ့ဩသွားကြတယ်ချိန်တန်ပေးမိအချိန်မတိုင်မီသူကတကားဆောင်ကိုအခန်းထဲခေါ်လာရန်တောင်းဆိုလိုက်တယ်လူတိုင်းစိတ်ရှုပ်ထွေးနေကြတယ်ငါးယူလာသူကတကားဆောင်ကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်ဒီလူကကျွန်တော်ရဲ့လုပ်ငန်းဖော်ပါသူကကျွန်တော်ကိုငါးနဲ့အတူအတွင်းကိုဝင်ခွင့်မပေးဘူးကျွန်တော်ရတဲ့စုရဲ့တဝက်ပေးမယ်လို့ပရိပေးပြီးမှဝင်ခွင့်ပေးခဲ့တာပါဒါကြောင့်ကျွန်တော်ရတဲ့စုရဲ့တဝက်ကိုသူလဲရတင်ပါတယ်ခုပြောလိုက်တယ်အဲ့ဒီအခါတထေးကြီးကအကြောင်းရင်းကိုနားလည်သွားပြီးတကားဆောင်ကိုမင်းစုကိုအပြေးအဝရတင်တယ်ခုပြောကအလုပ်သမားတွေကသူ့နောက်ကျောကိုချိန်တန်တရပေးလိုက်ကြတယ်သူကနာကျင်လွန်းလို့အလွန်တုန်လှုပ်သွားခဲ့တယ်နောက်ဆုံးတွင်ငါးယူလာခဲ့သောလူကိုတော့တထေးကြီးကရွှေတိန်သားများဖြင့်စုချခဲ့တယ်လောဘကြီးခြင်းသည်အမြဲပြဿနာကိုဖြစ်စေတယ်အမြန်လန်းနည်းလမ်းများကိုတုံးပြီးအောင်မြင်မှုရဖို့စ조사ခြင်းသည်နောက်ဆုံးမှာအဆင်မပြေတတ်ပါစ조사အားထုတ်မှုသာအမှန်တကယ်အကျိုးပေးသောအရာဖြစ်တယ်